ပါဇက်ကြီးကစောက်ရှက်မရှိပြောနေတာတကယ်တမ်းကျတော့နင့်သားကအဲ့ဒီအဆိုင်လန်ကြီးနဲ့ထွက်သွားတယ်ဆိုတော့နင်တို့ကမှတော်လန်ရေးကိုခုတုံးလုပ်တဲ့ကလိန်တကြိမိသားစုနင့်သားပါပါဟမ်ဒါတော့သွေးဆုံးပြီးတော့ခွေးမမောင်းသိတဲ့ဖွားတော့ဘွားတော်ကြီးကိုဒီအမတ်ကနေပြီးဆုံးမမှာဖြစ်ပါတယ်ခင်ဗျဒီမှာပြောချက်တွေကတကယ်ကိုလည်းမိုက်တယ်တကယ်ကိုလည်းခိုက်ပါတယ်ခင်ဗျကျွန်တော်တို့သွားမကြည့်ရအောင်မိဘတယောက်အနေနဲ့ဟုတ်လားကိုသားသမီးကိုကြတော့ကိုကာကွယ်စောက်ရှောက်မယ်ဆိုတဲ့ခေါင်းရှိတယ်နော်ဟုတ်လားတိုင်းပြည်ထဲမှာကြတော့ပြည်သူလူထုတွေကိုလူငယ်တွေကိုနင်တို့တွေကစစ်မှုထမ်းကိစ္စတွေကိုနော်ဟိုစစ်မှုထမ်းပါတို့နင်တို့တွေကအမျိုးမျိုးတိုက်တွန်းပြောဆိုစည်းလုံးနေတာပြည်သူလူထုကြတော့နင်တို့သားသမီးတွေမဟုတ်တိုင်းနော်ကိုချင်းမစာတိုင်းနင်တို့တွေကတိုင်းပြည်ကြီးအတွက်ချစ်ပါတိုင်းပြည်ဘက်မှာရက်တီပါဆိုပြီးတော့လူသက်ကောင်တွေဘက်မှာမရင်းကောင်တွေဘက်မှာရက်တီခိုင်းတာနင်တို့ကိုယ်တိုင်ကအဲ့လိုမရင်းကောင်တွေနဲ့ပူပေါင်းပြီးဖားရပြီးတော့နေရတာကိုကြိုက်တာနင်တို့သူများမရင်းကျင့်တာအောင်မှနင်တို့တွေကကျေနပ်နေတာဟုတ်လားကျေနပ်နေတယ်ဆိုတော့နင်တို့တွေရဲ့အဲ့ဒီအဆင့်တန်းဘာအဆင့်တန်းလဲဆိုတော့နင်တို့သိသူများသားပြိုသမီးပြိုသူများသားမယားတိုင်းပြည်ထဲမှာစော်ကားဖြက်စီတော်လန်ရေးလုံးလို့ဆိုပြီးတော့အမျိုးမျိုးညှင်းပန်းနှိပ်စက်အမျိုးမျိုးမရင်းကျင့်နေတဲ့ကောင်တွေမရင်းကောင်တွေကိုနင်တို့တွေအားပေးထောက်ခံနေတဲ့နင်တို့ရဲ့စောက်စင်ရမှာချီတုတ်ခုံချီတော့ကချီတုတ်တဲ့ချီတောက်ခုံလောက်တော့မှစောက်စင်မရှိတဲ့ကောင်မတွေနော်နစ်စောက်ပါဇက်ကြီးကပြောတဲ့စကားတိုင်းပြည်ငိမ့်ချမ်းမှာကိုငါတို့တွေကမလူလောက်တော်လိုင်းသမားတွေကမလူလောက်တိုင်းပြည်စီးလုံးမှာကိုတော်လိုင်းသမားတွေကမလူလောက်စီစီလုံးလုံးဖြစ်သွားမှာကိုတော်လိုင်းသမားတွေကမလူလောက်ခုတိုင်းပြည်ကငိမ့်ချမ်းနေလို့တကယ်ကိုမိုက်တယ်ခင်ဗျဒီမှပြောတာဒီဘွားတော်ကြီးမြင်နေနော်ကြားတယ်နော်ဘွားတော်ဂျုံမွေနေဘွားတော်တကယ်ငိမ့်ချမ်းနေလို့လားနင်တို့ငိမ့်ချမ်းမှာဗောနင်တို့ကအယိုးရင်းကြိုက်နေရတာဟိုဘောငုံနေတာဟိုဘောပြီးနေတာဟိုမျက်လုံးတွေပိတ်နေတာဟိုအဲ့ဒီဘောတွေနင်တို့တွေကငိမ့်ချမ်းမှာဗောနင်တို့တနေရာနဲ့ငိမ့်ချမ်းနေတာလေခုတိုင်းပြည်ငိမ့်ချမ်းနေလားဟုတ်လားဒီမှာလဲသားတွေသမီးတွေရှိတာပဲနော်နေသားသမီးမနေသားသမီးမဟုတ်ဘူးနေသားသမီးမအသက်ရှိတာမဟုတ်နေသားသမီးမလူမဟုတ်ဘူးနော်သူများရင်သွေးတွေသူများသားသမီးတွေကိုလည်းဒီလိုမျိုးဖြက်စီးနေတဲ့ကောင်တွေကိုနင်တို့ပါဇက်ကပြောရဲသလားမပြောရဲဘူးမှတ်လားဘယ်ပြောရဲမယ်နင်တို့ပြောလို့ဟိုကလော်နဲ့ကလော်တင်သွားမှာလေလော်နဲ့ကလော်တင်သွားမှာလေနင်အဲ့ဒါကြတော့ကြောက်တယ်လေနော်မှန်တရားနဲ့နင်တို့စောက်ပါဇက်ကြီးကအမှန်တရားလို့ပြောတာငါတို့ကရီးကျင်တယ်သိလားရီးကျင်တယ်နော်နင်တို့အမှန်တရားနင်တို့အတွက်သိတယ်နင်တို့အမှန်တရားနော်နင်တို့တနေရာတဲ့အတွက်ကြီးတယ်နင်တို့အမှန်တရားနင်တို့အမှန်တရားအဲကြောင့်မို့နင်တို့အောက်တန်းစားတွေလို့ခေါ်နင်တို့ကနာတယ်နင်တို့ကမှအောက်တန်းစားအစ်စ်တွေသိလားကို့သားသမီးကြတော့လုံကြုံတဲ့နေရာမှာပို့ထားပြီးတော့တိုင်းပြည်ထဲမှာလုံနေတဲ့မတော်မတရားရက်ဆက်ရုံမှမှုတွေကြတော့နင်တို့မပြောရဘူးနင်တို့လိုကောင်မမျိုးတွေကဖင်နာကုန်းကျင်ကုန်းပေးလိုက်မှာနင်တို့စီးပွားရေးတော့အထိခံတဲ့ကောင်မတွေမဟုတ်ဘူးအယိုးအရင်ကြိုက်တဲ့အယိုးကြိုက်မှာတယ်ဟုတ်တယ်အေးအဲ့ဒါနင်းဆောက်စင်အခုငါပြောနေတာတွေကမှအဲ့ဒါနင်းဆောက်စင်ကိုနင်းမမြင်ပါဆိုလို့ငါပြောနေတာနင်းအဆင့်စကားပြောနေလို့ဒီဘွားတော်ကြီးကတော်တော်လေးဆိုးပါတယ်ခင်ဗျတက်တော့မှလည်းတက်ကြည့်ပါဒီဖွားကြီးကလေမုံလူမျိုးတွေထဲမှာလည်းသူ့ပါတာပဲတခြားသောနေရာတွေမှာလည်းသူ့ပါတာပဲတော်တော်ဆိုးတယ်ဘွားတော်ကြီးပါဒီဘွားတော်ကြီးကိုဒီအမကနေပြီးဆုံးမတာဖြစ်ပါတယ်တကယ်ကိုလည်းကောင်းပါတယ်ခင်ဗျ